Netherlands သွားနေပါပြီနှစ်ထပ်ကိုင်းနေပါဟာမိုင်းတယ်ကွာကဲဟော်လန်တော့ရောက်နေပါပြီဟော်လန်ဒါပေမဲ့မိုးတော့ရွာနေပါတယ်ဟုတ်ကဲ့ဟော်လန်ကိုပထမဆုံးမိသားစုနဲ့ holiday ထွက်တဲ့ vlog လေးပါဒီနေရာမှာဟိုးရင်တော့လာလေတော့လည်းရိုက်ဘူးတယ် vlog ကိုကတော့မိမနဲ့သားလေးနဲ့ပေါ့ဟယ်လိုတတရေမင်္ဂလာပါဒါတော့နေသာလန်ရဲ့အထဲဖြစ်ပါတယ်ရထားထဲမှာပါဘလို့လဲမင်းမဘလို့ထင်လဲဟုတ်ပါကိုကျဲနော်တတရောကြိုက်လားဟမ်မိုက်လားမိုက်တယ်ဇေယကူလို့ပြောလိုက်ပါ station ride နေပြီးတော့ဆက်ပြီးတော့ Straße စီရတော့မှာ tram ပေါ့နော်သူကအိမ်ခေါင်မိုးပေါ်ကနေပြီးတော့အိမ်ပြောင်းနေဆိုအများနဲ့ပြောင်းရမို့လို့လေအဲ့မှာအဲ့လိုတန်လေးကိုအများနဲ့ထားရတယ်လားသူကရှေးကားလေးတွေကျင်းတော့ကြတော့အများနဲ့ဗရင်ပေါက်ကနေပြီးတော့ပစ္စည်းတွေကိုထည့်ရတာလေးနေတယ်မိုင်းတယ်ကွာဟာဆိုတော့ရေးဒါပြီးစင်းတော့ကျွန်တော်တင်ဟုတ်ကဲ့အခုအင်ကြီးပါလေမျက်နှာတစ်ပါညာ breakfast စားပြီးတော့နယ်သာလန်မှာရှောက်လဲပါပြီအမ်စတာဒမ်မြို့ကိုလှည့်ပတ်ကြည့်ပါတော့မယ်ခင်ဗျာဗျာပြောရလားဝီးဟုတ်ကဲ့ဒါကတော့နယ်သာလန်ကစားကွင်းလေးပဲဖြစ်ပါတယ်အခုဘယ်ရောက်လာလဲအမ်စတာဒမ်အမ်စတာဒမ်ရဲ့ဘူဒါကြီးကိုရောက်လာပါအရန်လာပါတယ်ဒါအမ်စတာဒမ်ကဒါမောင်ရဲ့အကြိုက်ဆုံးမြို့တော်တစ်ခုပေါ့နော်ဒီကိုဖြစ်နိုင်ကြောင်းလာပြီးနေတယ်လာမလိုက်မှာဘာဖြစ်လို့ဘာဖြစ်လို့ဘောကင်းဒီမြေအောက် Central Station ကဒီမြေအောက်နေရအစ်စ်လောက်တာကျွန်တော်တို့ကမှဒါပဲမအောင်လုံးရောက်ပြီမိုက်လာဖတ်တော့အများနဲ့ဒီအပင်လေးတွေနဲ့စောက်ဦးတွေနဲ့ရောတာကြည့်လို့ကောင်းရှယ်ဟုတ်ကဲ့အခုကတော့ကျွန်တော်တို့လေးတလက်ရွာကိုသွားနေတာဖြစ်ပါတယ်ခင်ဗျာဘတ်ကားစောင့်နေပါတယ်ရမ်းလာပါတယ်ကြည့်အောင်ဟုတ်ကဲ့နယ်သာလန်ရဲ့နာမည်ကြီးတဲ့လေးတလက်ရွာကိုရောက်ပါခင်ဗျာအခုဖေဖေတို့လေးတလက်ရွာကိုရောက်နေတယ်ရှောက်ကြည့်ကြမယ်နော်ဒီနောက်ကလမ်းတွေကပုံမှန်လိုလိုနဲ့ဟိုရှိလဲရောက်အောင်အလုံးဝတကယ်ရွာလေးလို့ပြောဥမာလေးမြန်မာပုံမှန်ပြထားတဲ့အတိုင်းဒီမှာဝင်ကြီးတော့မရှိဘူးအေးစိတ်ဝင်ကြည့်လို့ရတယ်ဒီမှာရောင်းတဲ့ဟိုအမှတ်တရပစ္စည်းတွေစားတော့ဆိုင်တွေ cheese တွေပါတယ်အကုန်လုံးရှိရပါတော့တွေ့လားဒီအိမ်လေးတွေကတွေ့လားမင်းမတကယ်ကိုတောလို့အိမ်ကြီးတွေ့လားစောက်ထားတာတွေရောဟိုဘက်ကိုကြည့်လိုက်လဲကွင်းနေအပြိုင်ဟိုနောက်နာကြော်သွားဟိုမှာဆိုမော်ဝါတွေနဲ့အစိမ်းရောင်တွေနဲ့အပြင်ကိုတိတ်မမြင်ရတော့ဒါသူ့ကဘာလေးတဲ့လို့ရောက်သွားတယ်တွေ့လားဘယ်လိုဖက်နဲ့ဝင်ရမလားဟိုဖက်နဲ့ကြီးပဲတွေ့လားဒီမှာဖက်နဲ့ကြီးပဲဟုတ်ကဲ့ပါမိုက်လားအော်ဒီရန်လေးကတော့ကြည့်နေပါတယ်ဟိုကတက်ပုံရိုက်တဲ့နေရာမှာတတိုင်းမှာတက်ပုံရိုက်အောင်မလားရိုက်ကြမယ်နော်ခဏနေအောင်တသက်တယောက်တည်းရိုက်မှာလားခဏလေးနော်သူတို့ပြီးသွားရင်ရိုက်မယ်တသက် YouTube ဗီဒီယိုရိုက်နေနော်โอเคလားတသက်ပြီးသွားရင် YouTube ဗီဒီယိုကိုယ့်အနေကိုပြန်ကြည့်မှာလားကြည့်မှာနော်ဟာလှလိုက်တာဗျာတကယ်ဟိုဒါဒီရိုက်အောင်စိတ်ချမ်းသာဖို့ကောင်းလေကောင်းလေတန့်လဲရတယ်တကယ်ဟိုတိုက်လေးဟောတဘာဝတွေနဲ့မြက်ခင်းစိမ့်လေးတွေနဲ့အရင်အောင်ချက်တွေရှိရပဲဟိုမှာတိုးတွေရောဘဲတွေရောရေထဲပြုတ်ကြမယ်နော်ဟောမကြငါကလေးကိုကြာမကြဟိုမှာငါကလေးကိုကြာတတပြောလားဒီရပြောလားပြုတ်ကြမယ်ရေထဲမခက်နဲ့
ဒီကတက်လားသတိထားနော်သိကြမယ်တကယ် relax ဖြစ်သွားနော်စီးလို့ရလားမဟောအိုးအခုရပါရဲ့အခုဆိုမြန်သွားပြီစီးကြည့်ဟောတွေ့လားမိုက်တယ်နော်မိုက်တယ်ကွာကောင်းလားချိုးတာဗီဇာစားရမယ်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 အဝါဘေးအဝါကြီးပဲဗီဇာဝယ်ကြည့်တာအဝါကြီးပဲဘယ်လေးဗီဇာသားတယ်တော့ဘဲလေးဗီဇာစားတယ်ဘဲလေးဗီဇာကျွေးမှာကျွေးလိုက်အောက်ကနေနဲ့ဆင်းအောင်လက်ကိုအောက်နေနဲ့ချအောင်အေးစားဝိုင်းဗီဇာစားလို့ကောင်းလား very good တရားကူလို့ပြောဘာကြီးလဲဘဲဝိုင်းဒီဦးလေးတင်လိုက်ပါအောင်ဟုတ်ပြီပဲမြလိုက်ပါအောင်အဲ့လက်အသေးလေးပေးပါအောင်အသေးလေးပေးပါအောင်တာရဲ့အမေလက်နှစ်ချောင်းပြပါအောင်လက်နှစ်ချောင်းလေအဲ့ပြီးတော့လက်မလေးထောင်ပြပါအောင်ရင်ခစ်တုံးကပုံစံဟိုတပုံစံနဲ့ပဲဘာမှပြောင်းလဲမရှိပဲထားတာပေါ့နော်အဲ့ဒီဟိုးရှေ့နားမှာကျွန်တော် pre wedding ရိုက်ဖူးတယ်ဒီနားလေးကရမ်းတာရကြည့်ပါအောင်ဗျာဟုတ်ကဲ့ဒီမှာကတော့ဓာတ်ပုံတွေရိုက်ဖို့အလဲကျစောင့်တာပေါ့နော်အဲ့ပြီးတော့မာရီစင်သူလည်းရိုက်ပါပါဒီရှေ့မှာရမ်းတာပါတယ်ဟိုကောင်လေးကနေရာကျော်ပါတယ်တိတ်တော့ပါတယ်နော်ဟိုးရင်တော့အားတဲ့ ice cream ကိုစီးတာတဲ့1984ခုနှစ်တည်းအားတဲ့ဟုတ်ကဲ့အခုဆိုရင်တော့ cheese တွေပြီးလို့ရတဲ့နေရာပါဟောဒါကတော့သိုးသားတွေတဲ့သိုးမွေးတွေတဲ့ကိုင်ကြည့်တာဣနာဣလာတသားဣလာမှန်နော်ချက်မဆယ်မလိုက်မွေနေပြီတသားအကုန်ပြက်စည်းကုန်ရင်ပြန်ရောရမှာနော်ထားလိုက်မလာ cheese တွေလကားကျွေးလာစားကြည့်အကုန်မြည်စီအမပေးရဒီလေးနဲ့တော့ဆက်ဆက်လေးဆက်တယ်ဆက်တော့အများကြီးဟောဒီတော့ချီလို့လောက်ခဲ့တာဟုတ်ကဲ့ပါကျွန်တော်တို့အခုဆိုရင်ဒီမှာကြည့်ရှုပြီးတော့အန်ဆာအောင်ပြန်တော့မှာပါတယ်ရန်တာရတယ်ရန်စစ်ချမ်းတာ